ငါမှနေတွေညတွေရက်တွေနှစ်တွေလတွေကုန်းလာခဲ့တာဘာတွေနဲ့ငါကုန်းနေတာလဲတနေ့တာအချိန်တစ်ခုကုန်းဆုံးသွားတာငါမှဘာနဲ့ကုန်းဆုံးတာလဲတန်ဖိုးမရှိတဲ့အရာတွေလောက်ကင်ပြီးတော့ကုန်းဆုံးတာလားကုသိုလ်စိတ်နဲ့ကုန်းဆုံးတာလားသို့မဟုတ်အကုသိုလ်စိတ်တွေနဲ့ကုန်းဆုံးသွားတာလားတနေ့ပြီးတနေ့ငါဟာအသက်ကြီးလာပြီကြီးလာတဲ့အခါမှာဒီတန်တရားကဒီတန်တရားရဲ့ဒုက္ခတွေဆိုတာအမတမကြီးတယ်ဒါကြောင့်မို့လို့ငါကောင်းတာတွေလုပ်ဖို့လိုအပ်တယ်လို့ကိုယ့်ကိုတတိထားပြီးတော့ရှင်ရင်သုံးသပ်တတ်ဖို့လိုအပ်တယ်ရှင်ရင်သုံးသပ်ပြီးတော့ကိုယ့်ကိုပြင်ရမကောင်းသေးရင်ကောင်းအောင်ပြင်မယ်ကုသိုလ်ဘက်ကအားနည်းနေသေးရင်ကုသိုလ်တွေများများလုပ်ဖို့ပြင်ရမယ်အဲ့ဒါလို့ကိုယ့်ကိုဘဝကိုပြုပြင်ရမယ်ဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားပဲဖြစ်တယ်